လက်တွေကကြောနေပါပြီဒီတကာကြီးရတော့ဒါလမ်းလျှောက်ပြီးတော့ကြောင်းကိုလာတာဖြစ်ပါတယ်ဒီနေ့ကြနေဆိုတော့ဥပုပ်ဒီလာစောင့်နေရင်လာပေါ့ ခါတော်လေးသွားမယ်ကွာလို့ တကာကြီးဥပုပ်ရအောင်စောင့်နော် ဒီမှာ ဒီလာရအောင်ယူပေါ့ မမဗျာပါကြွ ရတယ်တကာကြီးသွားနိုင်တာပဲတက်တာကြီးတာ ဒီမှာပါရမီတစ်မျိုးပေါ့ဗျာ ဟုတ်တယ် ပါရမီသီလပါရမီပေါ့ ဟုတ်ကဲ့ပါ